Hello, welcome back everyone. IP routing tutorial 3. The tutorial 3 ga tutorial 2 ga asset. Okay, tutorial 3 မှာကျွန်တော်တို့ tutorial 2ကအတိုင်းကျွန်တော်တို့ပြန်ပြီးတော့ဒီတိုင်းလေးဖြစ်နေပြီ Okay, တူမတူရဲ့ IP address ကိုကျွန်တော်ထည့်လိုက်အောင် 3.1 10.1.12.1 10.1.12.2 ဒီကောင်လေးကိုလည်း 10.1.23.2 ဒီနေရာလေးကဒီကောင်လေး 10.1.23.3 Okay အဲ့တော့ဒီမှာဒီတိုင်းဖြစ်နေအဲ့တော့ router 1က 10.1.23.2 ကိုသူကသွားခြင်းနဲ့ 10.1.23.3 ကိုသူသွားခြင်းနဲ့အဲ့တော့သူကသွားခြင်းတဲ့အခါမှာသူကြည့်လိုက်တယ်သူ့ရဲ့ map ကိုသူမသွားတယ်ဘူး Okay ဘာလို့သူ့ map ဖြစ်မှာမရှိဘူးတင်းနေ route မရှိဘူးအဲ့ဒီအတွက်ကျွန်တော်ဘာလုပ်ပြရမလဲဆိုရင်အခုလက်ရှိလောလောဆယ်မှာ static route ကိုကျွန်တော်တို့က configure လုပ်လိုက်အဲ့ router 1ကိုသွားပြီးတော့ကျွန်တော်ကဘာလဲဆိုရင်configuration ဒီကြောင်းရေးလိုက်မယ် IP route okay ဘာလဲဆိုရင်ပထမဆုံးကကျွန်တော်သွားခြင်းတဲ့ destination ဒီ 10.1.23.0/24 segment ဒီ 23.0/24 segment ရောက်လို့ရှိရင်ဒီကိုလည်းရောက်တယ်ဒီကိုလည်းရောက်တယ်အတူတူပဲ okay အဲကျွန်တော်က 10.1.23.0/24 ကျွန်တော်ရေးလိုက်မယ်sorry ဒီမှာ Cisco မှာဆိုရင် /24 ရေးလို့မရအောင် iOS မှာဆိုရင် okay 23.0 ကျွန်တော်ကဘယ်ကိုရောက်ချင်တာလဲဆိုရင် 255.255.255.0 okay အဲကျွန်တော် destination ကိုသွားခြင်းတယ်လို့ပြောတာအဲ 10.1.23.0/24 ဆိုတဲ့အတွက်ကျွန်တော် 10.1.23.1 ကနေ 10.1.23.254 ဒီကိုကျွန်တော်သွားတက်သွားတယ် right ပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် next hop ကိုရေးရအောင် okay router 1ဒီပုံကနေကြည့်လို့ရှိရင်ဒီ segment ကိုသွားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့နောက်ထပ် next hop နောက်တစ်ခုယူလို့လဲဆိုရင်ဒီကောင်းလေးအဲကျွန်တော် next hop ဒီဘက်ကိုသွားခြင်းလဲဆိုရင်ဒီကနေဖြတ်သွားပါရမယ်အဲကျွန်တော် next hop ဒီ 10.1.12.2 10.1.12.2 ဒါလေးဒါ router 1မှာကျွန်တော်တို့ဒီ route လေးကို configure လုပ်လိုက်လို့ရှိရင်အဖြစ်သွားမယ်ဆိုလို့ရှိရင်ဒီရဲ့ routing table ထဲမှာပါပေါ်သွားမယ်ဆိုရင် 10.1.23.0/24 ပြီးရင်ဒီ next hop ပြီး 10.1.12.2 ဒါလေးဖြစ်သွားမယ်အဲဆိုရင်ဒီ routing table ထဲမှာဒီလိုလေး design ပေါ်လာတယ် okay အဲ့တော့ router 2 အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် तू ကဒီဘက်ကိုလည်း तू သွားတယ်ဒီဘက်ကိုလည်းသွားတယ်ဘာလို့ तू က directly connected ဖြစ်နေပြီလား okay နောက်တစ်ခုက router 3 router 3 ကကျွန်တော် configure လုပ်ပြရမယ် router 3 ကဒီရွေးသွားတယ်ဒီကိုမသွားတတ်ဘူး different segment okay အဲ့တော့ router 3 မှာဘာလုပ်ပြရမလဲဆိုရင် IP route 10.1.12.0 ကိုကျွန်တော်ပါမယ် 255.255.255.0 okay အဲ့3ကနေပြီးတော့ဒီကိုရောက်ဖို့ဆိုရင်သူကသူ့ရဲ့ next hop ဒီကောင်းလေး 10.1.23.2 10.1.23.2 okay အဲ့လိုမျိုး configure router 3မှာ configure လုပ်တာ ਨੇ တောင်းလို့ဆိုရင်ကျွန်တော်ရဲ့ destination 10.1.12.0/24 ကျွန်တော်သွားတက်သွားပြီကျွန်တော်ရဲ့ next hop ဒီ 10.1.23.2 အဲ့တော့ကျွန်တော်ရဲ့ဒီ network နဲ့ကျွန်တော်ဒီ routing table ကဒါမျိုးလေးဖြစ်သွားမယ်အဲ့တော့ router 1ကနေသွားမယ် okay ကျွန်တော်ဘာလုပ်လဲဆိုရင် communicate ခုလို့တာဘာလဲဆိုရင် ping ဆိုပြီးတော့ router 1ကနေ ping ကြည့်လိုက်မယ် 10.1.23.3 ကို ping မယ်ဆိုပါလို့အဲ့တော့ router 1ကနေပြီးဒီ command လေးကိုကျွန်တော်တို့ရေးလိုက်တာ ਨੇ 10.1.23.3 ကို ping မယ်ဆိုလို့ရှိရင်သူကဘာကြည့်ရဆိုရင် router 1ကသူ့ရဲ့ routing table ကိုကြည့်တယ် 10.1.23.0/24 oh okay ငါသွားတက်တယ် 10.1.23.3 ကိုသွားတက်တယ်သူ့ okay အခါကျလို့ရှိရင်ကျွန်တော်ရဲ့ packet ကိုဘယ်လိုလွှတ်လိုက်လို့ဆိုရင် 10.1.12.2 ကိုလွှတ်လိုက်အဲ 10.1.12.2 ကဟုတ်လား2ဒီကိုရောက်သွားတယ်အဲ့တော့2ကကြည့်ကြသူသွားချင်တာပဲလဲဆိုရင် 10.1.23.3 အဲသူ့ရဲ့ routing table ကိုကြည့်တယ် okay 10.1.23.3 သူသွားတက်တယ် directly connected အဲ့တော့ packet လေးက 10.1.23.3 ကိုရောက်သွားတယ်အဲ့ပြီးလို့ရှိရင်အဲ့ကနေပြီးတော့ reply ပြန်မှာပဲလဲဆိုလို့ရှိရင်ကျွန်တော်စပြီး initiate လုပ်ခဲ့တာ 10.1.12.1 ကနေစခဲ့တယ်အဲ့တော့သူက reply ပြန်ပေးရမယ်
router 3ရဲ့ကြည့်တဲ့10.1.12ဆိုပြီးသွားတက်လာ oh okay 12.1ဆိုသွားတက်တယ်ဘယ်ကိုလွတ်ပေးရမယ်ဆိုရင်သူ့ရဲ့ next hop ဒီရောက်ဖို့ဆိုရင်10.1.23.2ကိုလွတ်ပေးရမယ်10.1.23ကိုပြန်ရောက်လာတက်ကလေးရ okay အဲ့ဒါပြီးတော့အဲဆိုရှင်10.1.23 router 2က10.1.12.1ကိုပြန်มาပြီးတော့ဒီမှာကြည့်တယ် okay တော့တယ် connected ဒီကိုလွတ်လိုက်အဲ့လိုနဲ့ communication ရသွား okay alright အဲ့တော့နောက်ထပ်ဒီဘက်တစ်ချက်ကနေကြည့်ကြအောင် router 3ကနေပြီးတော့ကျွန်တော် ping လုပ်မယ် communicate လုပ်ကြည့်မယ် 10.1.12.1 ဆိုပါစို့ okay အဲ့တော့ပထမဆုံးပါလဲဆိုရင် router 3ကနေကြည့်ကြည့်မယ်ကျွန်တော် routing table ထဲမှာကျွန်တော်သွားနေတာဒီ 10.1.12.1 ကျွန်တော်သွားတက်လာကြည့်တယ် okay သွားတက်တယ်ကျွန်တော်မှာ map ရှိတယ်ကျွန်တော် next hop ဒီ 10.1.23.2 ဆိုပြီးဒီထွက်လိုက်တယ်ဒီရောက်သွားတယ်ဒီကနေကြည့်တယ်ကျွန်တော်သွားချင်တာ 10.1.12.1 သွားတက်တယ် directly connected ရောက်သွားပြီ reply ပြန်ရမယ် 10.1.23 ကို reply ပြန်ရမယ် router 1ကြည့်တယ် 10.1.23 okay ဒီမှာ 10.1.12.2 ကိုကျွန်တော်ကလွတ်ပေးရမယ် 10.1.23.3 ကနေစတဲ့အတွက် alright so that's static routing overview အကြမ်းမြင်ပေါ့ဗျာ now တဖြည်းဖြည်းနဲ့ let လုပ်ရင်းနဲ့သူ့မှာနောက် detail လေ့လာမယ်အကြောင်းအရာလေးရှိသေးတယ် alright ကျွန်တော် PPT set လေးလေ့လာပါမယ် alright thank you very much everyone and see you in the next tutorial